ဒါမှမဟုတ်ဆိုရင်ချစ်စရာမကောင်းလားကြည့်စမ်းလှုပ်မှရမဟုတ်ဘူးနော်ခင်ဗျာဆိုရိုးရိုးရင်လေးလေးချစ်စရာကောင်းတယ်လုံးဝဒါလေးဆိုကြောင်းဆရာမလေးချစ်စရာလေးဟောလာပြန်ပြီနော်တယောက်ဒါမျိုးလေးဆိုရင်ရောဒါမျိုးလေးနည်းနည်းနောင်လေးဆိုရင်ရောဘောမကြောက်လားဒါကြီးလို့ဟောဗျာအဲ့တော်မှရှိတဲ့စော်လေးတွေကဗျာဒီလားလုံးဝချစ်စရာလေးတွေအဖက်တွေကပဲလုံးဝကောင်းနေတာပဲလားမသိဘူးအဖက်ပဲကောင်းပါပဲကောင်းများကြည့်လိုက်ချစ်စရာလေးနော်ဖင်လုံနေမှာရမဟုတ်ဘူးမမျိုးရင်လေးရိုက်ပြီးတင်လေချစ်စရာကောင်းတယ်အနည်းဆုံးတော့ခိုးပြီးနားခံနေရမှာသိကြတယ်ဒါမို့လေးဆိုအကြီးလေးနဲ့ဆွဲဆောင်သူဆိုအများကြီးတိုးဆောင်တာပေါ့တော့ဒါနောက်ဖွဲ့ပေါ့နော်ဒါတော့ဖွဲ့လိုက်ကြည့်ပါဟောဆရာမကောင်းလားဗျာတိုက်တို့ရာလို့